မိုးရီရလေအရန်ကောင်းနေရပဲဗျာနော်ကျွန်တော်ဒီနေ့မိုးရွာလို့ဆိုစားပစ်နားလိုက်တယ်ပေါ့နော်ကျွန်တော်ဒါပေမဲ့ကျွန်တော်အရန်ပြောချင်နေရဗျကျွန်တော်ဟို TikTok ကရှက်ပေါက်ကနေပြီးတော့လာမေးကြတယ်ပေါ့နော်ဥစီဂီယာဂျိုးလေးလဲကျင်လို့ဘယ်လောက်ကြမလဲတဲ့ RB ပေါ့နော် robot ဂီယာဂျိုးလေးလဲဖို့အဲ့ဒါကျွန်တော်ကညီလေးဟိုဂီယာကျိုးလဲတယ်ဘာညာဆိုတာက robot ဒီမှာကြတော့ဂီယာကျိုးအခွန်တွေကျိုးတွေပဲလဲရမယ်ဂီယာပဲချိန်လို့အစင်မပြေဘူးဆိုလို့ရှိရင်ဂီယာကျိုးကြီးလဲရတတ်တယ်လဲရလို့ရှိရင်လက်ကင်ဘတ်တွေလည်းခွာတတ်တယ်အဲ့ဒီအတွက်ကို तू ကဘောဟိုဘာတွေထပ်ပြီးတော့ဖြစ်လာမလဲဆိုတာကျွန်တော်လည်းတိတိကျကျပြောလို့မရဘူးဗျာပြီးတော့ဘောသူမေးတဲ့ဟာကို तू ကဈေးတိကျသိချင်တာကျွန်တော်ဈေးတိကျပြောအောင်လဲခတ်တာကျွန်တော်တို့ကဗျာဈေးရောက်နေရမဟုတ်ဘူးဗျာကျွန်တော်တို့ကစားပစ်သမားတွေဆိုတာဗျာတခုလုံးလို့ဟိုတခုလိုအပ်လာတာတွေးလို့ရှိရင်ဟာဒါလေးကဒီလိုရှိရဲအဲ့အတွက်ကိုထပ်ပြီးတော့ကုန်ကြမှာရှိတယ်တကယ်လို့ကျွန်တော်ဘက်ကနေပြီးတော့ဟာလာခဲ့ဗျာနော်ဂီယာချိန်တာဘလောက်ပဲကြတယ်ဥပမာပေါ့ဗျာ1000ပဲကြတယ်ဗျာလာခဲ့ဗျာဆိုပြီးတော့ဟောဒီလဲရောက်လာရောဂီယာကျိုးခွန်နေကျန်တဲ့အပိုင်းနေပါပေါ့ accessory ပါထပ်ပြီးတော့လုံးဝလို့ထပ်ကုန်လို့ရှင်ပိုင်ရှင်ကကျွန်တော်တို့ပြောတော့မယ်ဗျာဟာဥစီခင်ဗျားပြောတော့1000ပဲကုန်ပါဆိုအခုကြည့်5000တောင်ကုန်သွားပြီဟာဘယ်လိုကြီးလုံးဆိုတဲ့ဟာမျိုးမြင်သွားမယ်အဲ့တော့ကျွန်တော်တို့ကဈေးရောက်နေတာမဟုတ်ဘူးလို့ကျွန်တော်စားပစ်သမားတွေအရင်ဆုံးမှတ်ထားပါကျွန်တော်တို့မှာမူသေးကျွန်တော်ပြောလို့ရတဲ့အတိုင်းအတာမျိုးကခက်ချာပါပဲဘာလို့လုံးဆိုတော့ဒါဟာစပိန်စီးတဲ့လူတိုင်းစပိန်ပြင်မှုတဲ့လူတိုင်းလည်းသိတယ်ပြီးတော့ UCC ကိုလာခဲ့ပါကိုယ်တိုင်လာပြီးတော့မှတွေးဆုံမေးမြန်းပြီးတော့မှဒါဘယ်လောက်ကြနိုင်လဲဒါဘာတွေလိုအပ်သေးလဲတက်နိုင်လို့ရှင်ပြင်မတက်နိုင်လို့ရှင်စပိန်လေးတွန်းပြီးတော့ဆွဲပြီးထွက်သွားတကယ်လို့တက်နိုင်လို့ပြင်ခဲ့လို့ UCC ပြင်ပေးတဲ့လက်ရရဲ့ကုန်ကြဈေးရဲ့ကအဆက်ဟမတဲ့ဘူးဆိုတာအစင်မပြေဘူးပေါ့ဗျာဟိုဈေးယူတာများပြီးတော့လက်ရလည်းမကောင်းလက်ရကောင်းပြီးဈေးယူတာနဲနေတော့ပတ်စံထပ်ပြီးပေါ့ဗျာနော်အဲ့တော့ဈေးယူတာများပြီးတော့လက်ရမကောင်းဆိုလို့ရှိရင်ဟိုဖုံရောင်းတဲ့ကောင်မလေးပြောသလိုပေါ့နော်အဲ့ဒီမှာ UCC မှာဒီဘူးလေးတွေရှိရတက်လား UCC ကိုအဲ့အလေးနေတာနော်ဟိုစိတ်ကြိုက်နော်ကဲအဲ့တော့ UCC ကို line ပေါ်ကနေပြီးတော့ဟိုလက်ခဘလောက်ကြတာတွေဘာတွေကျွန်တော်မမေးကြပါနဲ့ဗျာကျွန်တော်ဈေးရောက်စားနေရမဟုတ်ပါဘူးကျွန်တော်စားပစ်လုပ်နေရပါနော်အဲ့ဒါလေးတော့ဟို customer အနေနဲ့တီးခံပေးကြပါပြီးတော့ကျွန်တော်စီပြင်ဘူးတဲ့ customer တိုင်းလည်းသိပါတယ်နော်အချိန်ကြာတယ်စောင့်ရတယ်နော်ကျွန်တော်ကစိတ်ပါမှအလုပ်လုပ်တဲ့လူကဲဒီဘိန်းလေးလည်းကြီးလိုက်နော်နောက်ကြဒီဘိန်းလေးရဲ့ဗီဒီယိုလေးကိုလည်းကျွန်တော်တင်ပြပါမယ်ကျွန်တော်လက်ရလေးကိုဟိုပေါ့ကြိုက်ကြတဲ့လူတွေရှိသလိုမထိတွေ့ဘူးတဲ့လူတွေလည်းဥစီကိုလာပြီးထိတွေ့ပေးပါအမှစီပူလေးရှိပါတယ်လို့ပြောနေပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ